31ရက်နေ့မနေ့ဝေလီပွေးလင်းတွေကခြံထဲမှာရေတွေရောက်လာတာနောက်ပြီးတော့အဲ့ရေကလည်းကြောက်ခမန်းလေးတွေပေါ့နော်ဟိုခြေပြားလေးကနေနာမင်းအပိုင်းလေးပဲဒူးကနေပြီးတော့ပေါင်းအဲ့လိုမျိုးအိမ်မော်မာတော့မှအခုဆိုလို့ရှိရင်ခစောင်းကြော်လောက်အထိရှိပါတယ်အဲ့တော့ဟိုရေကတအားများသွားပြီပေါ့နော်2026ခုဇူလိုင်လ30ရက်နေ့မှာစတင်ဖြစ်ပွားခဲ့တဲ့ AI တိုင်းဒေသကြီးလေးမျက်နှာရေကြီးငတန်းချောင်းရေဘေးသင့်ဒေသများကို World Vision International မြန်မာအဖွဲ့အစည်းအနေနဲ့ August လ4ရက်နေ့ကနေစတင်ရောက်ရှိပြီးတော့ကွင်းစင်းလေးလာဆောင်ရွက်ခြင်းဒီမှာရှိတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းသက်ဆိုင်ရာဌာနများရဲ့လမ်းညွှန်မှုကိုခံယူပြီးတော့ရေဘေးသင့်ပြည်သူတွေကိုလိုအပ်တဲ့ပစ္စည်းတွေကိုဖြန့်ဝေဖို့စီစဉ်ဆောင်ရွက်နေရဖြစ်ပါတယ်။လေးမျက်နှာမြို့နယ်မှာရှိတဲ့ကျေးရွာပေါင်း14ရွာကိုရေဘေးသင့်ပြည်သူတွေစီကိုကျွန်တော်တို့ဒီပစ္စည်းတွေကိုဝေပေးသွားမှာဖြစ်ပါတယ်ဒီမှာဝေပေးမယ့်ပစ္စည်းတွေကအိမ်အောင်စု3ပစ္စည်းတွေနောက်ကျွန်တော်တို့တန်ရှင်း3ပစ္စည်းတွေတာပေါ်လင်တွေ PNG ရေတန့်ဆေးထုတ်တွေ live store တောက်ရည်တန့်ရေစိတ်ကရိယာတွေနောက်ကျွန်တော်ရေတုံလောင်မှုရေပုံးတွေဒါတွေပါဝင်မှာဖြစ်ပါတယ်လာကုန်ကြီးအဖွဲ့တွေကတော့အများကြီးပါလူသားချင်းစာနာထောက်ထားတဲ့အဖွဲ့တွေလေလူဟိုဘယ်လိုခေါ်မလဲပြည်သူချင်းကူညီတဲ့အဖွဲ့တွေတော်တော်များပါတယ်စားတောက်ကုန်ပစ္စည်းတွေเนาะနောက်ဟိုအမျိုးသမီးလားစင်သုံးပစ္စည်းတွေကအစအကုန်လုံးအစရေတန့်ဘူးတို့ဘာတို့အကုန်လိုအပ်တဲ့ပစ္စည်းမှန်တယ်များအကုန်ထောက်ပံ့ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပြန်လဲထူထောင်ရေးဆိုတော့ပတ်စံငွေအင်အားလေးလည်းလိုပါတယ်ပေါ့နော်ဟိုဒါတောင်သူတွေသမားတွေအတွက်ဆိုရင်တော့ဒါပဲမျိုးလေးတွေလိုတယ်ပေါ့နော်ဒါသမီးတို့တွေမရှိတဲ့ကပ္ပသမားကြတော့လဲဒါမွေးမြူရေးဘာညာလေးတွေပေါ့လိုတယ်ပေါ့နော်